ချင်းလူမျိုးကဘာစစ်ပြန်ကြီးဆွန်ဟဲဟာအသက်တရာရှိတဲ့ချင်းကြမှာသူရဲကောင်းတစ်စိတ်လက်ခံရရှိပါတယ်ပြည်တင်ကပြီးတဲ့ဘာမာစတာသူရဲကောင်းစုကို2025ဧပြီမှာလက်ခံရရှိခဲ့တာပါဆွန်ဟဲဟာဒုတိယကဘာစစ်တုန်းကပြည်တိရှလက်အောက်ခံချင်းတနက်ကင်တပ်မှာတက်ကြက်ထိဖြစ်ခဲ့ပါတယ်အသက်18နှစ်အရွယ်ကလေးကမြန်မာပြည်စစ်စင်ရေးမှာပြည်တိရှအမှတ်14တပ်မတော်နဲ့တူဂျပန်ကိုတိုက်ခဲ့ပါတယ်အာသံမဏိပူရနဲ့ချင်းစစ်မျက်နှာတွေမှာမြန်မာနဲ့အိန္ဒိယနှစ်ဖက်လုံးကချင်းနဲ့နာဂအနွယ်ဝင်စစ်သည်တွေပါဝင်တိုက်ခိုက်ခဲ့ကြတာပါစစ်ပြီးမှာတော့မြန်မာစစ်မျက်နှာကစစ်သူရဲကောင်းတွေကိုဘာမာစတာစုတွေပေးခဲ့ပါတယ်ဒါပေမဲ့ဆွန်ဟဲအတွက်မြန်မာပြည်တွင်းစစ်မီးပါဝင်ကြောင်းမျိုးမျိုးကြောင့်စုယူခွင့်မရခဲ့ပါဘူးအခုလဲစစ်အာဏာသိမ်းပြီးဖြစ်လာတဲ့ပြည်တွင်းစစ်ကြောင့်ဆွန်ဟဲဟာဖလန်းမြို့နယ်ကနေပြီးတော့အိန္ဒိယမြန်မာနယ်စပ်မီဇိုရမ်ပြည်နယ်ထဲမှာဒုက္ခသည်ဖြစ်ရောက်နေပါတယ်။ဒါပေမဲ့နှစ်ပေါင်း80ကြာမှာတော့သူ့ကိုစုသွားပေးမဲ့သူတွေရှိလာပါတယ်။ကမ္ဘာစစ်ပြန်တွေကိုထောက်ပံ့တဲ့အဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ပြည်တိရှဗိုလ်မှူး Levison Wood နဲ့သမိုင်းပညာရှင် Alex Pascoe တို့ကမှတ်တမ်းရုပ်ရှင်ရိုက်ရင်းသွားခဲ့ကြတာပါ။ဆုနဲ့တူ Charles ရဲ့ဂုဏ်ပြုစာလွှာကိုပါယူသွားခဲ့ကြပါတယ်။ဒီစုသွားပေးဖြစ်တဲ့ကြောင်းသမိုင်းပညာရှင် Alex Pascoe က BBC ကိုခုလိုပြောပါတယ်။ It was a very kind gift from the Burma Star Memorial Fund. ဒီစုကသိတ်ကောင်းမွန်ကျင်နာမှုကိုပြတဲ့လက်ဆောင်တစ်ခုပါဒီစုတစ်စိတ်ကိုဘာမတ်စတာအမှတ်တရရန်ပုံငွေဖွဲ့ကထိန်းသိမ်းထားပြီးသူတို့ကကဘာစစ်ပြန်တွေကိုကူညီနေတဲ့ဖွဲ့ဖြစ်ပါတယ်ကျွန်တော်တို့ကတဆင့်ပေးခိုင်းတဲ့ဘာမတ်စတာစုကနောက်ဆုံးပေးရနိုင်တဲ့ထဲကတစ်ခုလည်းဖြစ်ပါတယ်ဒီစုကိုလက်ခံရသူကချင်းပြည်နယ်ကမျိုးသားကြီးဖြစ်နေတယ်ဆိုတဲ့အကြောင်းကအင်မတန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်ခုချိန်ကြီးအသက်ရှင်နေသေးတဲ့ကဘာစစ်ပြန်ဆိုတာတော့ရှားသွားပါပြီဒီစုကနေဒုတိယကမ္ဘာစစ်အတွင်းကမြန်မာစစ်မျက်နှာအကြောင်းပြောပြပေးသလိုမြန်မာပြည်တလောကလူတွေပြည်တင်ရဲ့စစ်အောင်နိုင်ရေးမှာအရေးကြီးတဲ့ကဏ္ဍကပါဝင်ခဲ့တယ်ဆိုတာလည်းပြသနေပါတယ်ဆွန်ဟဲကိုဆက်သွယ်နိုင်ဖို့အကူအညီပေးသူတွေတဲ့ UK ရောက်ချင်းမျိုးသားဖန်ကျုံးဟင်လည်းပါပါတယ်အဓိကကြတော့ကျွန်တော်တို့ရဲ့တမိုင်းပေါ့နော်ဆိုတော့ကျွန်တော်ကတမိုင်းကိုလေ့လာတဲ့သူတယောက်ဆိုတော့ဒီကျွန်တော်တို့ချင်းတမိုင်းတွေအကုန်လုံးကိုကျွန်တော်တို့ဒီမျိုးဆက်တစ်တွေသိစေချင်တယ်ပေါ့နော်အထူးသဖြင့်ဒီဒုတိယကမ္ဘာစစ်မှာဆိုရင်ကျွန်တော်တို့ချင်းကျွန်တော်တို့ရဲ့ဘိုးတွေတော်တော်များများပါခဲ့တယ်ဒုတိယကမ္ဘာစစ်အတွင်းမြန်မာပြည်နဲ့ပတ်သက်ပြီးတိုက်ခိုက်ခဲ့တဲ့ဗြိတိရှတပ်သားတွေကဘာမာစတာစုကိုရရှိသူပေါင်း1000နဲ့ချီရှိတယ်ဆိုပြီးသိရပါတယ်ဒီထဲမှာဆွန်ဟဲကိုဘာမာစတာသူရဲကောင်းစုနောက်ဆုံးလက်ခံရရှိသူဖြစ်မှတ်တမ်းတင်နေကြပါတယ်ကျွန်တော်ကဘိုးဘိုးပါ